ပန်းညံပြောင်းနေတဲ့ထိတ်တန်းအဆင့်30လောက်ကျန်တက်ဖြတ်သူ7အကြောင်းပါသူကဒါဘိုးလို့ခေါ်တဲ့ကြက်ကြီးတစ်ကောင်နဲ့တူနေတာပါသူတို့နှစ်ယောက်လမ်းဘေးမှာစွပ်ပြုတ်ရောင်းပြီးအသက်မွေးဝမ်းကြောင်းပြုတ်နေရရှာတယ်အဲ့မှာပတ်စံပိုရအောင်ဆိုပြီး7ကိုလောက်ကျန်တက်ဖြတ်တဲ့အလုပ်လုပ်ဖို့ဒါဘိုးကအကြံပေးတော့တာပဲဇလန်းဆဆချင်းမှာ7တယောက်လူတယောက်ကိုတွားတက်ဖို့တာဝန်ပေးခံရတဲ့အချိန်ပြစ်မှတ်နေတဲ့နေရာကိုခိုးဝင်သွားပြီးတက်တော်ဆောင်တွေကိုအလွယ်လေးအလဲထိုးကပြစ်မှတ်ကိုအေးဆေးတက်ပြစ်လိုက်နိုင်တယ်မရှင်အောင်မြင်သွားတော့သူလည်းစုချင်းငွေအများကြီးရလိုက်တာပေါ့ဒါပေမဲ့7အဲ့ဒီလူကိုပါတက်လိုက်သေးတယ်အကြောင်းကသူ့ကိုလည်းတက်ဖို့ငှားထားလို့တယ်လေအဲ့ဒါပတ်စံပိုရလို့တယ်ဗျာတကယ်တော့ဒါတွေအကုန်လုံးက7နဲ့ဒဘိုတို့ရဲ့စိတ်ကူးရင်အိမ်မက်တွေကြီးပါပဲဒီလိုနဲ့ဒဘိုလဲစွတ်ပြုတ်ရောင်းတာကိုရက်ဖို့ဆုံးဖြတ်လိုက်တယ်ပတ်စံပိုရအောင်စပိန်ညက်ဆိုင်အကာအကွယ်ယူပြီးလုံးကျန်တက်ဖြတ်ရေးစားပစ်ဆိုင်ဖွင့်ကျင်နေရလေဒေဘိုက7ကိုပြောတယ်သူတို့ကပတ်စံတွေရလာခဲ့ရင်7ကိုစတန်ဖွဲ့စည်းစီခေါ်သွားခြင်းနဲ့တဲ့အဲ့ဒီကအစင်းမြင့်ဆက်ပစ္စည်းတွေနဲ့ဆိုသူ့မှန်ညံတွေပြန်ရနိုင်တယ်လေအဲ့ဒီအတွက်ရွမ်တတန်းလောက်စုဖို့လိုတာပေါ့ကဘာပေါ်မှာလုံးကျန်တက်ဖြတ်တဲ့အလုပ်ကရှေးအကြဆုံးပဲလုံးကျန်တဲ့သူ2မျိုးရှိတယ်ပထမတစ်မျိုးကနိုင်ငံတော်အတွက်အမှုထမ်းတဲ့သူတွေပေါ့တနေ့ကို8နာရီပုံမှန်အလုပ်လုပ်ကြရတယ်ဒုတိယတစ်မျိုးကတော့လျှို့ဝှက်အေဂျင့်လို့ခေါ်တဲ့လွတ်လွတ်လပ်လပ်လောက်ကင်သူတွေဖြစ်ပြီးစွမ်းရည်ကတော့တာမန်လောက်ပါပဲဒါပေမဲ့အဆင့်30ရောက်သွားရင်တော့ညံကြီးရှင်လုံးကျန်တက်ဖြတ်သူတွေဖြစ်သွားပြီလေလောက်အားကလည်းအများကြီးရတယ်လို့ဘယ်တော့မှလည်းမရှင်မကြရှုံးဘူးဒါပေမဲ့နေဘက်မှာအလုပ်လုပ်လို့မရတော့ကိုယ်ပိုင်အမှတ်အသားကိုလျှို့ဝှက်ထားဖို့တရားဝင်အလုပ်တစ်ခုတော့လိုတာပေါ့7ကအစကတော့တာမန်ပါပဲသူကကက်ကြီးကင်တာပဲကျွမ်းကျင်ပြီးလူတက်ဖို့တော့နားမလဲပါဘူးလုပ်ငန်းရှင်ကြီးတယောက်အနေနဲ့တပုတ်က7ကိုစူးစမ်းကြည့်ဖို့တိုက်တွန်းနေတယ်ပြီးတော့လောက်ချန်တက်ဖြတ်နေအမြန်တင်တန်းစာအုပ်လေးတအုပ်ပေးလိုက်တယ်ပထမတင်ကန်းစာကရုပ်ဖြတ်ဥတဲ့မိမိကိုယ်ဘယ်အရာဖြစ်ရုပ်ဖြတ်မလဲဆိုတာကိုစိတ်ကူးရင်ရမယ်ပြီးရင်အဲ့ဒီဥကိုပြစ်ပေါက်လိုက်ရင်သူဖြစ်ချင်တဲ့အရာပြောင်းသွားလိမ့်မယ်ဒါပေမဲ့ပြောင်းသွားတာကအပြင်ပန်းပုံစံလေးပဲနော်သိကျင်စိတ်တွေပြင်းပြလာတာနဲ့သူလည်းရုပ်ဖြတ်ဥကိုစမ်းသုံးကြည့်လိုက်တယ်ဒုတိယသင်ခန်းစာကတော့ချက်ချင်းတက်နေသင်ခန်းစာပါဒါဘိုက7ကိုပြစ်မှတ်တိကျဖို့ပြောပေမဲ့သူတို့လုပ်တဲ့လေ့ကျင့်ခန်းကစွတ်ပြုတ်ထဲကငဖယ်လုံးကိုတူးနဲ့ညှက်ယူတာပါပဲတတိယသင်ခန်းစာကတော့ပြစ်မှုကျူးလွန်တဲ့နေရာကနေထွက်ပြေးနေပါနောက်ဆုံးသင်ခန်းစာကတော့ဘသူ့ကိုမဆိုတနာညတာမှုကင်းကင်းနဲ့တတ်နိုင်တဲ့သူအေးလူတတ်သမားဖြစ်လာဖို့ပါပဲဒါပေမဲ့7တယောက်ဘသူ့ကိုမှမတတ်နိုင်ရှာဘူးဒီကောင်လေးတကောင်ကိုတောင်မှပေါ့လေ့ကျင့်ခန်းတွေလုပ်ပြီးရဲ့နောက်ဒါဘိုကသူ့ရဲ့စပင်ညက်ဆိုင်ကိုဖွင့်လှစ်လိုက်ပါပြီအဲဒီနောက်ဒါဘိုက7ကိုပထမဆုံးအလုပ်ပေးလိုက်တယ်သူ့အလုပ်ကမင်္ဂလာဆောင်မဲ့သူတို့သမီးရဲ့စပင်ကိုညှက်ပေးဖို့ပါနောက်ဆုံးတော့7ကသူ့မစ်ရှင်ကစပင်ညှက်ဖို့တတ်မှုလို့မလုပ်ချင်ဘူးတဲ့ဒါပေမဲ့ရွမ်900ရမှာမလို့ဒါဘိုကအတင်းလုပ်ခိုင်းနေတယ်အစပိုင်းကတော့မစ်ရှင်ကအဆင်ပြေချောမွေ့နေတာပါပဲ7ကဝက်ကင်ကြီးအဖြစ်ရုပ်ဖြတ်ထားတယ်ဒါပေမဲ့သူတို့သားနဲ့သူတို့သမီးရဲ့အမှတ်တရအချိန်လေးတွေကိုမှတ်တမ်းတင်တဲ့အခါ7တယောက်အရန်ကိုမျောပါသွားပြီးသူ့မစ်ရှင်ကိုတော့မေ့သွားတယ်လေသူတတိထားမိချိန်မှာတော့သူတို့သားကိုမတော်တဆခုတ်မိသွားပါပြီအဲ့ဒီမြင်ကွင်းကိုတွေ့တော့လူတွေအကုန်လုံးလမ်းဖြတ်သွားကြတာပေါ့7လည်းသူတို့သမီးရဲ့သပင်ကိုမြ မြညှက်ပြီးချက်ချင်းပြေးတော့တာပဲပွဲတွေကလူတွေကလည်းသူ့ကိုလိုက်ဖမ်းကြတာပေါ့အဲ့ဒီလိုပြေးနေရင်လည်း7တယောက် Albert Einstein logo ပါတဲ့ Stan စက်ရုပ်ကြီးနဲ့ဝင်တိုက်မိသွားတယ်7လဲ Stan ကနီးပညာတွေကပျောက်ဆုံးနေတဲ့မှတ်ဉာဏ်တွေကိုပြန်ရနိုင်မရနိုင်စက်ရုပ်ကိုချက်ချင်းမေးလိုက်တယ်ဒါပေမဲ့7ကစက်ရုပ်ကိုတိုက်မိသွားတဲ့အချိန်မှာ7ရဲ့လုံးကျန်တက်ဖြတ်သူတစိပ်ပြားလေးပြုတ်ကျသွားတယ်လေ Stan စက်ရုပ်ကသူ့တစိပ်ပြားကိုမြင်တော့7ကိုချက်ချင်းတိုက်ခိုက်တော့တာပဲ7ကသူ့တိုက်ခိုက်မှုတွေကိုရှောင်တိန်နိုင်ခဲ့ပြီးမင်္ဂလာဆောင်မှာကြံခဲ့တဲ့အကက်ကြီးကိုဈေးပေါ်တဲ့စွမ်းရည်နဲ့ဆင့်ခေါ်ဖို့အာယုံစူးစိုက်မှုကိုမြင့်တင်လိုက်တယ်အဲ့ဒီအချိန်မှာပဲသူ့အပြစ်ခံလိုက်ရတယ်Stan စက်ရုပ်က7ကိုတက်ဖို့ထပ်တိုက်ခိုက်မယ်လို့တော့ရုတ်တရက်မျက်နှာဖုံးစုအမျိုးသမီးတယောက်ပေါ်လာပြီး Stan စက်ရုပ်ကိုဖျက်ဆီးပစ်လိုက်တယ်အဲ့ဒီအမျိုးသမီးက7မှာဘာလို့လုံးကျန်သူတစိပ်ပြားရှိနေရတာလဲလို့ချက်ချင်းမေးတာပေါ့7ကတော့အဲ့ဒီအမျိုးသမီးရဲ့မေးခွန်းကြောင့်ကြောင်တောင်တောင်ဖြစ်သွားတယ်ဘာလို့လဲဆိုတော့သူဟာမှတ်ဉာဏ်ပြောင်းနေတာဟုတ်မကြခင်မှာပဲစက်ရုပ်ကြီးကကိုဖျက်ဆီးမဲ့စနစ်ကိုဖွင့်လိုက်တယ်အဲ့ဒီမှာ7တယောက်အသက်ရှင်လွတ်မြောက်သွားခဲ့တယ် Short Flow ခေါ်တဲ့ပြန်နိုင်တဲ့ချက်ကြီးကဲလိုက်လို့ပါသူအိမ်ရောက်သွားတော့တတိလစ်နေတဲ့7ကိုဒီဘိုကနှိုးလိုက်တယ်သူတတိယလာတဲ့အခါမရှင်ကြရှုံးသွားပြီဖြစ်လို့ပေါ့စီပဲစားရမယ်လို့ဒီဘိုကပြောတယ်လေလောက်ကျန်တက်ဖြတ်သူတွေရဲ့အဖွဲ့အစည်းကိုဘယ်လိုရှာရမလဲလို့7ကဒီဘိုကိုမေးတယ်အဲ့ဒီအဖွဲ့အစည်းကအရန်ကိုလျှို့ဝှက်တယ်လို့ဒီဘိုကရှင်းပြတယ်အဲ့ဒီအစားသူတို့ကသာ7ကိုလာရှာနိုင်တာပါအဲ့ဒီအဖွဲ့အစည်းကိုရှာဖို့နည်းလမ်းတစ်ခုတော့ရှိတယ်အကယ်၍7သာလောက်ကျန်တက်ဖြတ်သူအဆင့်100အတွင်းဝင်သွားရင်ပေါ့လောက်ကျန်တက်ဖြတ်သူတွေရဲ့အဖွဲ့အစည်းကသူ့ကိုအဖွဲ့ဝင်ဖို့ဆက်သွယ်လာနိုင်တယ်လေ7ကထိတ်တန်းအဆင့်100အတွင်းဝင်ဖို့ဆုံးဖြတ်ချက်ချလိုက်တယ် State Board ကိုသူ့ရဲ့ manager လုပ်ပေးဖို့တောင်းဆိုလိုက်တယ်ပြီးတော့စပင်းညက်ဆိုင်ကသူ့ရဲ့ဌာနချုပ်ဖြစ်လာတာပေါ့နောက်တစ်ပိုင်းကတော့မီယိုကစ်တီဦးဆောင်တဲ့ကြောင်အုပ်စုတစုရှိတယ်ပြီးတော့မက်ဘာဦးဆောင်တဲ့ခွေးအုပ်စုတစုလည်းရှိတယ်မကြခင်သူတို့စစ်ခင်းကြတော့မှာဒါပေမဲ့အားကိုးရမယ့်ကြောင်ဖွဲ့မရှိလို့7ကိုဆက်သွယ်ပြီးငားရန်လိုက်ကြတယ်မီယိုကစ်တီကပြစ်မှတ်ရဲ့ဓာတ်ပုံကိုချက်ချင်းပေးလိုက်တယ်အဲ့ဒါကတော့မက်ဘာခွေးအသင်းရဲ့ခေါင်းဆောင်ပါပဲနေမထွက်ခင်7ကမက်ဘာကိုဖမ်းရမှာပါဒါပေမဲ့လေမီယောကီတီက7ကိုမက်ဘာရဲ့ဘေးကအလုံးနှလုံးကိုဖြုတ်ပစ်စေခြင်းအောင်ပါပဲခွေးအသင်းတကားဝါကိုရောက်တဲ့အခါသူ့ကိုတတ်เสียမလိုပါဘူး7ကခွေးတကောင်လိုချက်ချင်းရုပ်ဖြတ်လိုက်တယ်7ကခွေးကုမ္ပဏီကအတားအဆီးတွေကိုကြော်ဖြတ်ပြီးအလွယ်တကူဝင်သွားနိုင်ခဲ့တယ်အရက်မြန်တာပဲ7တယောက်ခွေးသိန်းကောင်းဆောင်စီရောက်သွားတယ်ပြစ်မှတ်ကဓာတ်ပုံထဲကနေတူမတူကိုသူကပေါ့ပေါ့ပါပါလေးစစ်ဆေးလိုက်တယ်မက်ဘာက7ကိုနာမည်မေးပြီးစစ်ဆေးမေးမြန်းတဲ့အခါ7ကနာမည်တူကိုတုံးလိုက်တယ်လေမက်ဘာက7ကိုမယုံပဲလူနှံ့ရနေတယ်7လည်းမက်ဘာရဲ့မျက်လုံးတွေကိုယူဖို့သူ့ရဲ့လှည့်ကွက်တွေကိုတုံးပြီးချက်ချင်းလှုပ်ရှားလိုက်တယ်ဒါပေမဲ့မက်ဘာကအရန်တန်မှလွန်းနေတယ်7တယောက်မက်ဘာကိုမနိုင်တော့လို့အိမ်ပြန်ချင်နေပြီအိမ်နောက်ဆုံးတော့7ကမက်ဘာရဲ့မျက်လုံးတွေကိုတိုက်ခိုက်နိုင်သွားတယ်မက်ဘာကလည်းဒေါသထွက်သွားပြီးသူ့ရဲ့လျှို့ဝှက်လက်နက်ကိုချက်ချင်းထုတ်ယူလိုက်တယ်အဲ့ဒါလျှက်စစ်ဂစ်တာကြီးပါ
Mad Bug က7ကိုတိုက်ရိုက်ပြန်တိုက်ခိုက်တော့တာပဲ7တယောက်အရိုက်ခံရလုံးလို့တတိတောင်လစ်ချင်နေပြီရုတ်တရက်7ရဲ့အတိတ်ကမှတ်ညံနေပေါ်လာတယ်7တယောက်ချက်ချင်းဆိုသလိုတခြားလူတယောက်ဖြစ်သွားပြီး Mad Bug ရဲ့တိုက်ခိုက်မှုတွေကိုကာကွယ်နိုင်သွားတယ်7လည်းချက်ချင်းတတိပြန်ဝင်လာပြီးဘာတွေဖြစ်နေရလဲဆိုတာကိုနားမလည်နိုင်အောင်ဖြစ်သွားတယ်သူ့မှတ်ညံနေထပ်ပြောက်သွားပြန်ပြီလေ Mad Bug ကအခွင့်အရေးရတော့7ကိုချက်ချင်းလဲပင်းညှစ်လိုက်တယ် Mad Bug က7ကိုလဲပင်းညှစ်နေတော့သူ့တပ်ပုံကိုအရင်မြင်သွားပြီးမီယောက်ကစ်တီပေးလိုက်တဲ့တပ်ပုံကြောင့်မေးလိုက်တယ်Mad Bug ကသူ့ရဲ့အတိတ်အကြောင်းကိုချက်ချင်းပြောပြတော့တာပဲတကယ်တော့မီယောက်နဲ့ Mad Bug တို့ကအရင်ကချစ်သူတွေဖြစ်ခဲ့ကြတာလေ Mad Bug ကအေးအေးဆေးဆေးလမ်းလျှောက်နေတော့ခွေးနဲ့ကြောင်ကမျိုးစိတ်မတူလို့တားပေါက်လို့မရဘူးဆိုတဲ့တိတ်ပံအချက်လက်ကို TV ကနေရုတ်တရက်ကြားလိုက်ရတယ်တဲ့အဲ့ဒါနဲ့သူတို့နှစ်ယောက်လုံးရဲ့ကောင်းကျိုးအတွက် Mad Bug ကမီယောက်ကိုထားရခဲ့တာပါ Mad Bug ကသာမီယောကိုအမှန်တိုင်းမပြောရင်မီယောက Mad Bug ရဲ့ခံစားချက်ကိုဘယ်တော့မှသိမှာမဟုတ်ဘူးလို့7ကပညာသားပါလေးပြောလိုက်တယ် Mad Bug လည်းသူတို့ချစ်သူတွေဖြစ်တော့တချင်းလေးဆိုပြီးမီယောကိုတွေးဖို့ချက်ချင်းတက်တီတွေမွေးလိုက်တယ်ရုတ်တရက်မျက်နှာဖုံးစုအမျိုးသမီးတစ်ယောက်က Mad Bug ကိုတတ်ဖို့ရောက်လာတယ်မီယောကမျက်နှာဖုံးစုအမျိုးသမီးရဲ့တိုက်ခိုက်မှုကိုချက်ချင်းကာကွယ်လိုက်တယ်အဲ့ဒီအမျိုးသမီးရဲ့နာမည်ပြောင်းကတတ်တင်းဖြစ်ပြီးအဆင့်30ခွန်ရှိတဲ့လောက်ကျန်တက်ဖြတ်သူအဖွဲ့အစည်းရပါအဲ့ဒီနောက်မီယောကသူ့တပ်ဖွဲ့ဝင်အားလုံးကိုတက်တင်းကိုတားဖို့ခေါ်လိုက်ပေမဲ့ကြောင်တက်ကြီးကတက်တင်းကိုမရှင်းနိုင်ပါဘူးကြောင်တက်ကြီးကတက်တင်းကိုတားထားတော့ Mad Bug ကတိတ်တိတ်လေးထွက်ပြေးသွားတယ် Mad Bug အတော်လေးဝေးသွားတဲ့အခါသူကတက်တင်းလက်ကနေထွက်ပြေးလွတ်ပြီလို့ထင်နေတာဒါပေမဲ့ရုတ်တရက်တက်တင်းကသူ့ရှေ့ကိုရောက်နေတယ်တကယ်တော့7က Mad Bug အဖြစ်ရုပ်ဖြတ်ထားတာပါဒါပေမဲ့တက်တင်းကမယုံသေးပဲ7ကိုတက်ချင်နေတော့မယ်သူလဲကြောက်တုံးအဖြစ်ချက်ချင်းပြောင်းလိုက်ပေမဲ့ရုတ်တရက်သေးပေါက်ချင်နေတဲ့ခွေးတစ်ကောင်ကြောင့်တက်တင်းရဲ့ဖမ်းတာကိုခံလိုက်ရတယ်နောက်ဆုံးတော့သူတို့တိုက်ခိုက်ကြပေမဲ့7တယောက်တက်တင်းကိုမရှင်းနိုင်ပါဘူးဒါပေမဲ့7ကတက်တင်းတက်ထားတဲ့မျက်နှာဖုံးကိုတော့ကျွတ်သွားအောင်လုပ်နိုင်ခဲ့တယ်တကယ်တော့တက်တင်းကအရန်လှနေရမလို့7တယောက်ကြွေသွားတော့တာပါပဲ7ကတက်တင်းအငိုင်းမိဖို့နည်းနည်းမျှော်လင့်ရင်ထွက်ပြေးဖို့ short fade ကိုချက်ချင်းလှမ်းခေါ်လိုက်တယ်ဒါပေမဲ့တက်တင်းကရေနံစီပုံးကိုအမြန်ပစ်လိုက်လို့သူတို့ပြုတ်ကျသွားတယ်တက်တင်းကဓာတ်နဲ့ချက်ချင်းတိုက်ခိုက်ပေမဲ့7ကရှောင်ဖို့တက်တင်းရဲ့လက်မောင်းကိုဆွဲလိုက်တာမှသူတို့နှစ်ယောက်နမ်းမိသွားကြတယ်လေဒါတစ်ချောင်းဒေါသထွက်သွားပြီတက်တင်းလဲ7ကိုအသေးချာတက်ချင်သွားပြီတက်တင်းကသူ့ဓာတ်ကို7စီချက်ချင်းလွှဲခုတ်လိုက်ချိန်မှာရုတ်တရက်ကြွက်သားအပြည့်နဲ့လက်တစ်ဖက်ကတက်တင်းရဲ့ဓာတ်ချက်ကိုကာကွယ်လိုက်တယ်အဲ့ဒါကတော့တောင်တင်းတဲ့လူတစ်ပိုင်းအဖြစ်ပြောင်းလဲသွားတဲ့တိုက်ခိုက်ရေးမှု short fade ပါပဲအဲ့ဒီနောက်ကြောင်တက်ကြီးကအဖွဲ့ဝင်အားလုံးနဲ့အတူရောက်လာကြတယ်နောက်ဆုံးတော့တက်တင်းကထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပြီးနောက်တစ်ခါမှ7ကိုတက်တော့မယ်တဲ့နောက်မစ်ရှင်တစ်ခုကတော့အမျိုးသမီးတစ်ယောက်ကလူတစ်ယောက်ကိုတက်ဖို့7ရဲ့ဝန်ဆောင်မှုငှားချင်နေတယ်သူကဓာတ်ပုံပေးလိုက်ပေမဲ့7ကသူပေးတဲ့ဓာတ်ပုံတိုင်းအဲ့ဒီအမျိုးသမီးရဲ့သပင်ကိုညှက်ပေးလိုက်တယ်လေအဲ့ဒီအမျိုးသမီးလည်းအရန်ဒေါသထွက်သွားတာပေါ့7ကအဲ့ဒီလူကိုတက်ရမယ်မဟုတ်ရင်ဆိုင်ကိုဖျက်ဆီးပစ်မယ်တဲ့အဲ့ဒီအမျိုးသမီးကချမ်ပီယံဆန်ဖြစ်နေပါရောလား7ဖန်တို့နေတဲ့ချက်ကျွန်းသမရနိုင်ငံရဲ့ခေါင်းဆောင်ကြီးပေါ့7ရဲ့နောက်ပြတ်မှတ်ကယွမ်900နဲ့မိမအတွင်းခံတွေစုဆောင်းတတ်တဲ့နှာဘူးကြီးဗျပြတ်မှတ်စီရောက်ဖို့7ကမိမအတွင်းခံဘောင်းဘီအဖြစ်ရုပ်ဖြတ်ထားလိုက်တယ်အိမ်ရောက်သွားတဲ့အခါနှာဘူးကြီးစီမှာတူစုထားတဲ့မိမအတွင်းခံတွေအများကြီးပဲဗျ7ကိုမှန်ပေါင်နဲ့ထည့်ပြီးပြသထားပါလား7လည်းအချိန်ဆွဲမနေပဲချက်ချင်းလှုပ်ကြံမှုစူးစမ်းတော့တာပေါ့ဒုတိယမြောက်ဓာတ်ကိုပြစ်မှတ်စီတန်းတန်းမတ်မတ်ပစ်လွှတ်လိုက်တယ်ဒါပေမဲ့ပြစ်မှတ်ကမတီးစိမ့်နဲ့ကြောက်ခဲတစ်လုံးပစ်ပေါက်လိုက်တယ်လေအဲ့ဒီမှာလည်း7လည်းအောက်ကိုဘိုင်းကနေလဲကြပါရောအဲ့ဒီနောက်ပြစ်မှတ်ကြီးကမိမအတွင်းခံဘောင်းမီဖြစ်နေတဲ့7ကိုဝစ်ကြည့်ခြင်းနေတာမကြခင်မှာပဲဥက္ကဋ္ဌကြီးဟာသူ့တငယ်ချင်းနှစ်ယောက်နဲ့အတူရောက်ချလာပါလေရောသူတို့တွေကအဲ့ဒီနာဘူးကြီးကိုအပြတ်ရှင်းပစ်ခြင်းနေရလေနာဘူးကြီးကချက်ချင်းတောင်းပန်ပြီးသူ့စုထားတဲ့အတွင်းခံတွေကသူစ조사ပန်းစားရှာထားတာပါလို့ရှင်းပြနေတယ်သူဝယ်တာဒါမှမဟုတ်ကောက်ရတာဖြစ်ပြီးဘယ်တော့မှမခိုးပါဘူးလေနာဘူးကြီးကသူ့အိမ်ကိုမီးမရှို့ပါနဲ့လို့ဥက္ကဋ္ဌဂျန်ကိုတောင်းပန်နေရှာတယ်ဒါပေမဲ့ဥက္ကဋ္ဌကြီးကဂယုမဆိုင်ပဲသူယူလာတဲ့မီးတုံးနဲ့ချက်ချင်းပစ်ပေါက်လိုက်တယ်နာဘူးကြီးရဲ့ဇလန်းကိုကြားရတဲ့အခါနောက်ဆုံးတော့7လည်းအဲ့ဒီလူဘက်ကနေကာကွယ်ပေးလိုက်တော့တယ်7အဆိုရတော့သူ့ဝါသနာကနည်းနည်းရိုင်းဆိုင်ပေမဲ့သူများကိုမခိုးမဝက်ဒုက္ခမပေးဘူးလေဥက္ကဋ္ဌဂျန်ကလည်းနားလည်းမပေးခြင်းပဲနောက်ဆုံးတော့7ကိုပါဝင်တိုက်ခိုက်ပါတော့တယ်7လည်းဥက္ကဋ္ဌဂျန်ရဲ့တငယ်ချင်းလက်ချက်နဲ့အသေးလဲအရိုက်ခံရပါလေရောနောက်ဆုံးတော့7တယောက်အတီပေါက်စတင်တိုက်ခိုက်ပါတော့တယ်သူတို့တွေတော်တော်လေးကိုကြမ်းကြမ်းနန်းနန်းချကြတာပါတိုက်ပွဲလဲပြီးတော့နှာဘူးကြီးစုဆောင်းထားတာတွေအကုန်လုံးလဲစီစီညံ့ညံ့ခြေသွားပါတော့တယ်7ရဲ့နောက်တစ်ခေါက်လှုပ်ကြံရမယ့်တာဝန်က Granny Jan ဆိုတဲ့အဖွားကြီးပါသူကလူလိန်အဖွားကြီးဗျဒီအဖွားကြီးကလူတွေကိုလိန်စားရတာဝါသနာပါတာလမ်းဘေးမှာလိန်မော်သီးကိုဈေးကြီးကြီးနဲ့ရောင်းပြီးလူတွေမြည်ကြီးလို့ဈေးကြီးလို့မဝယ်ချင်တဲ့အခါဒီအဖွားကြီးကသူ့ကိုကန်ကြောက်သွားသလိုမျိုးဟန်ဆောင်ပက်လက်လှုပ်တော့တာပဲနောက်ဆုံးတော့7လဲဆက်ဆူဖာတစ်လုံးအဖြစ်ရုပ်ဖြတ်ပြီးအဖွားကြီးနောက်လိုက်ပါတော့တယ်အဖွားကြီးကသူ့နောက်တယောက်ယောက်လိုက်နေတယ်လို့ခံစားရလို့ဖာကိုစစ်ကြည့်ပေမဲ့ဘာမှမရှိပါဘူးဒါပေမဲ့အဖွားကြီးကအရှုံးမပေးချင်တဲ့အတွက်သူ့ဈေးချင်းတောင်းနဲ့ဆန့်သွားအောင်စက်ကူပါကိုတက်နှင်းချလိုက်တယ်လေ7တယောက်အဖွားကြီးကိုတတ်ဖို့ကြိုးစားနေတော့ခွေးကပြက်တကောင်က7ကိုဝင်ကြိုက်ပါလေရောနောက်ဆုံးမှာတော့7တယောက်အားမရှိတော့တာနဲ့သူ့ရဲ့လူပုံစံအစ်စ်ပြန်ဖြစ်သွားပါတော့တယ်ဒေါသထွက်ထွက်နဲ့အဖွားကြီးက7ကိုဓာတ်နဲ့ထိုးချလိုက်တယ်အဖွားကြီးကသူ့ဈေးချင်းတောင်းပြက်စီးသွားလို့ဆိုပြီး7စီကရော်ကြီးတောင်းနေသေးတာ7ကပတ်စံမရှိဘူးလို့ပြောလိုက်တဲ့အခါအဖွားကြီးက7ကိုထပ်ထိုးပြန်ရော7လည်းအဖွားကြီးကိုဒုတိယအကြိမ်ထပ်တက်ဖို့ကြိုးစားရပြန်တယ်သူလည်းကက်ကြီးတက်လက်ကိုမြင်သွားပြီးအဖွားကြီးကိုထိုးဖို့ကက်ကြီးကိုထိန်းချုပ်ကြည့်ရလေဒါပေမဲ့အဖွားကြီးက7ကိုခက်တီတီနဲ့ဆွဲယူလိုက်တာ7ဟာသူ့တိုက်ခိုက်မှုနဲ့သူပြန်ထိသွားပေမဲ့လို့သူထွက်ပြေးခြင်းနေတဲ့အချိန်မှာအဖွားကြီးက7ကိုနောက်တစ်ခေါက်ထပ်ထိုးပြန်တယ်ဗျာကြောင်စင်ခေါင်းလောင်းတန်လေးက7ကိုကယ်တင်သွားပါတယ်တကယ်တော့ဒီအဖွားကြီးကသူ့မြေးလေးကြောင်စင်တာကိုစောင့်နေတာဖြစ်နေတယ်
မြေးလေးကိုတယောက်ယောက်ကစပင်ရိပ်ပြီးအနိုင်ကျင့်ထားတာမြင်တော့အဖွားကြီးဒေါသထွက်သွားတယ်ဘသူအနိုင်ကျင့်တာလဲလို့အဖွားကြီးကသူ့မြေကိုမေးလိုက်တဲ့အခါမြေးဖြစ်သူက7ကိုလက်ညှိုးထိုးပြလိုက်တယ်အဖွားကြီးကလည်း7ကပဲသူ့မြေကိုအနိုင်ကျင့်တယ်လို့ထင်သွားတာပေါ့တကယ်တော့အဲ့ဒါတွေအကုန်လုံးကအဖွားကြီးရဲ့သားဖန်တီးထားတဲ့အစီအစဉ်တွေပါသူကကလေးစပင်ကိုညှက်ပြီးအဖွားကြီးကိုတတ်ဖို့ဓာတ်ပုံပေးရန်7ကိုကမန်းကတန်ပြောနေခဲ့တာပါအဖွားကြီးလည်းချက်ချင်းကိုအတီးပေါက်ချမဲ့မုတ်ထဲဝင်သွားပါတော့တယ်7ကိုအဆက်မပြတ်တိုက်ခိုက်နေတော့တာပဲ7လက်အသေးလေးကိုရှုံးနေသွားတယ်လေအဝေးကနေဒါဘိုကဒူးလေးနဲ့7ကိုလှမ်းကူပေးတယ်ဒီဘိုကဒူးလေးကိုမြေးဖြစ်သူစီတက်တက်မတ်မတ်ချိန်ရွယ်လိုက်တယ်အဖွားကြီးလည်းသူ့မြေကိုချက်ချင်းအကာအကွယ်ပေးလိုက်တယ်။မြအဖွားကြီးနဲ့အရန်ကိုနီးကပ်နေပြီလေ။ရုတ်တရက်7ကအဲ့ဒီမြကိုဖျက်ဆီးပစ်လိုက်တယ်။တကယ်တော့အဖွားကြီးရဲ့သားကအဖွားကြီးသိရင်အသက်အာမခံကနေပတ်စံလိုချင်လို့လုပ်တာဖြစ်နေတယ်။7ရဲ့နောက်ပြတ်မှတ်ကကိုလာဆိုတဲ့ကောင်မလေးချောချောလေးကိုတတ်ဖို့ပါပဲ။ကိုလာ7နဲ့ဈေးစစ်ပါတော့တယ်။သူမမသေးခင်မှာလှုပ်ချင်တာလေးရှိရဲလေ။7ကကိုလာဆန္ဒတွေပြေဝအောင်ကူညီပေးပြီးရင်တော့7အနေနဲ့သူမကိုတတ်နိုင်ပြီပေါ့။ဒါပေမဲ့ခိုလာမှာမွေးရပါစွမ်းရည်တစ်ခုရှိနေတယ်ဗျထိလိုက်တာနဲ့စန့်ကျင်ဘက်လင်းကိုအကျော်တည်သွားစေတာလေခိုလာနဲ့7တို့ရဲ့ပထမဆုံးဆန္ဒကဆိုတာဒပလင်းကိုတစ်ချိုက်တည်းအကုန်တောက်ဖို့ပါပဲဒုတိယဆန္ဒကတော့မတ်တက်ရက်ပြီးရှူးပေါက်ဖို့ပါတဲ့တတိယဆန္ဒကတော့တခြားလူလုံးရှိဝလစ်စလစ်ပြေးတာကိုထိုင်ကြည့်ဖို့တယ်လေစရုပ်ထဆန္ဒကသူ့နာပြုဆရာမကိုဆေးထိုးပေးချင်တာတဲ့ဒီစမဆန္ဒကတော့မီချီလင်3ပွင့်ဆိုင်မှာတွားစားဖို့ပါပဲစထမဆန္ဒကရီစာဟောင်းရဲ့ဂွေးဥကိုအပြတ်ချေမုန်းဖို့တယ်ဗျတတမဆန္ဒကတော့ဂျိုသားကိုစီးဖို့ပါပဲအထမဆန္ဒကတော့လေဒီခုံဖို့ပါသူတို့မှာလေဒီမပါတဲ့အတွက်လေထီးမခုံဘူး7ကအကြံပြုသွားတော့တယ်ဒါပေမဲ့7သာမကူညီဘူးဆိုရင် तू လမ်းလျှောက်လို့မရအောင်လုပ်ပြမယ်ဆိုပြီးကိုလာကချင်းချောက်တယ်လေနောက်ဆုံးတော့7လဲစဉ်းစားကန်းဖွင့်ပြီးရှစ်ဖက်ကိုတွားရှာပါတော့တယ်ရှစ်ဖက်ကကိုလာနဲ့7ကိုအာကာသရဲ့အထိမတင်ပေးပြီးလေထီးမပါပဲအတူတူခုံချခဲ့ကြတယ်မြေကြီးနဲ့နီးကပ်လာတဲ့အချိန်မှာ7ကစက်ကူလေရင်ပြန်ကြီးအဖြစ်ပြောင်းလဲသွားတယ်လေကိုလာမှာထိလိုက်ရင်7ကိုမလှုပ်ရှားနိုင်အောင်လုပ်နိုင်တဲ့စွမ်းရည်ရှိလို့နောက်ဆုံးတော့အုံးမင်ကိုဝင်တိုက်မိသွားရောနောက်ဆုံးဆန္ဒတစ်ခုကြံတဲ့အချိန်မှာကိုလာလေးခမညာမသေးခြင်းရှာတော့ဘူးလေသူမမှာကင်ဆာယောဂရှိလို့အသက်သိပ်မရှိနိုင်တော့ဘူးဆိုတာကိုကိုလာက7ကိုဖွင့်ပြောပြလိုက်တယ်တကယ်တော့ကိုလာရဲ့နောက်ဆုံးဆန္ဒကလူသက်သမားလက်ချက်နဲ့အသေးခံကျင်တာဖြစ်နေတယ်7လည်းစိတ်မကောင်းဖြစ်သွားတာနဲ့ကိုလာကိုမတက်တော့ပဲအခမဲ့ဝန်ဆောင်မှုတစ်ခုပေးလိုက်ပါတော့တယ်ကိုလာကိုကယ်တင်ပေးနိုင်မဲ့ဆရာဝန်ကောင်းကြီးတယောက်ကိုတော့7ကထောက်ခံပေးလိုက်သေးတယ်ဗျလူသက်သမားရဲ့လုပ်ငန်းစဉ်တွေအကုန်လုံးစီစီညံ့ညက်ကိုကြေသွားတာပါပဲကမ်းခြေမှာ7နဲ့ဒဘိုတို့အုံသီးဟောင်းကြီးတွေနဲ့ပါပဲတာဝန်တွေကြရှုံလို့ဒါဘိုက7ကိုစူပူကျိန်းမောင်းနေတော့မှ7တယောက်အမြန်ထွက်ပြေးပြီးကြောမှာနေလောင်ခံခရင်လိမ့်ပေးဖို့နေစာလုံနေတဲ့မိန်းမတယောက်ကိုတွားရှာနေတယ်ရုတ်တရက်တာဝန်အသစ်အတွက်တယောက်ယောက်ကဒဘိုကိုဖုံးဆက်လာတယ်လေနောက်တာဝန်ကကျွန်းရဲ့ငင်းငင်းရေးကိုချင်းချောက်နေတဲ့ရေငုပ်သင်္ဘောကြီး3စင်းရဲ့ကပတိန်တွေကိုတတ်ဖို့ကမ်းခြေဆောင်တက်ကိုကူညီရမှာပါကမ်းခြေဆောင်တက်ကလည်းဘာမှမရှိပါဘူးအဲ့ဒီမှာအလုပ်လုပ်တဲ့အဖိုးကြီးတောင်လားစာမရတာ10နှစ်ရှိနေပြီတဲ့ဒီတာဝန်ကိုထမ်းဆောင်ဖို့7ကရွမ်88ပဲရလိုက်တယ်ဗျနောက်ဆုံးတော့လေငါးအဖြစ်ရုပ်ဖြတ်ပြီးရန်သူရေငုပ်တင်ပေါ်တဲ့ခိုးဝင်ဖို့7အကြံရသွားတယ်လေဒါပေမဲ့ငါးတွေကကုန်းပေါ်မှာရေမကူးနိုင်လို့7တယောက်အရန်မြမြန်ကြီးရုပ်ဖြတ်မိသွားတယ်ရန်သူရေငုပ်တင်ပေါ်ဘေးကိုရေကူးသွားနိုင်အောင်သူ့ကိုပင်လယ်ထဲပစ်ချပေးဖို့အဖိုးကြီးကိုအကူအညီတောင်းရတော့တာပေါ့အဲ့ဒီမှာ7ကိုအာချန်းကမြင်သွားတော့7တယောက်ရေနစ်နေတဲ့ငါးအဖြစ်ဟန်ဆောင်လိုက်တယ်အဲ့ဒါကိုမြင်တော့အချန်းကချက်ချင်းပဲ7ကိုကယ်တင်လိုက်တယ်လေအချန်းက7ကိုယူလာပြီးငါးပေါင်းဒါမှမဟုတ်ငါးကင်လှုပ်စားရင်အကောင်းဆုံးပဲလို့တွေးနေတာဗျဒီချန်းက7ကိုဘုံဝင်နေပစ်ပေါက်ပြီးအပေါ်ကနေတက်နှင်းထားလိုက်တယ်နောက်ဆုံးတော့ပင်လယ်ဓမြခေါင်းဆောင်ကပတန်ဂျက်ထွက်လာပြီးစာရှိမီလှုပ်စားခြင်းလို့7ကိုအတုံးသေးသေးလေးတွေတုံးပစ်ချင်နေတယ်အဲ့ဒီမှာ7တယောက်ကပတန်ဂျက်ရဲ့တိုက်ခိုက်မှုတွေအကုန်လုံးကိုရှောင်တိန်ပစ်လိုက်တယ်ဒုတိယအကြိမ်စူးစမ်းတာလည်းအရင်လိုပါပဲ7ကပတန်ဂျက်ရဲ့တိုက်ခိုက်မှုကိုရှောင်တိန်နိုင်ခဲ့လေနောက်ဆုံးမှာတော့ကပတင်ဂျက်ဒေါသထွက်သွားပြီး7ကိုတင်းတင်းကြပ်ကြပ်ဖမ်းဆုပ်ထားလိုက်တယ်ဒီအခွင့်အရေးကိုမြင်လိုက်တာနဲ့7ကသူ့ပါဇက်ထဲဖွက်ထားတဲ့အက်ကိုချက်ချင်းထုတ်ပြီးကပတန်ဂျက်ကိုပြစ်လွှတ်လိုက်တယ်ဒါပေမဲ့ကပတန်ဂျက်ကိုလည်းအထင်သေးလို့မရဘူးဗျအက်ကိုသူ့ပါဇက်နဲ့ဖမ်းနိုင်လိုက်တယ်လေကပတင်ဂျက်က7ကိုပြစ်ပေါက်ပြီးသူ့ဓာတ်နဲ့ထိုးချလိုက်တယ်7လည်းသူ့ရဲ့မူလပုံစံအစ်စ်ကိုချက်ချင်းပြောင်းလဲလိုက်ပါတော့တယ်7ကသူ့ကွက်တွေထုတ်သုံးပြီးချက်ချင်းခုန်တက်ကခိုးလာတဲ့ဓာတ်နဲ့ကပတင်ဂျက်ကိုထိုးချလိုက်တယ်ဒါပေမဲ့ကပတင်ဂျက်ကအရန်ကိုထိခိုက်ခံနိုင်ရှိပြီးဘုံတုံးကသူ့ဓာတ်ကိုဖျက်ဆီးပစ်နိုင်ခဲ့တယ်အဲဒီနောက်7ရဲ့လက်ကိုဖမ်းကင်ပြီး7ကိုစိတ်ဓာတ်ပိုင်းဆိုင်ရာအရာပါဖောက်ခွဲပစ်လိုက်တယ်လေ7ကတော့အရှုံးမပေးပါဘူးဖက်နဲ့ကပတင်ဂျက်ရဲ့မျက်နှာကိုထပ်ပေါက်ဖို့ကြိုးစားပြန်တယ်ပြီးတော့သူ့ကက်ကြီးနဲ့ဝင်တိုက်ခိုက်ပါတော့တယ်ဒါပေမဲ့ကပတန်ဂျက်က7ရဲ့ကက်ကြီးတိုက်ခိုက်မှုကိုခံနိုင်ရရှိပြီး7ရှိကဖက်နှက်ကိုမှုတ်ထုတ်လိုက်တာလွင့်စင်သွားပြီး7စပင်းတွေပါကြွကြကုန်တယ်ပြိုင်ဘက်ကအရန်ကိုတန်မာလုံးနေတာကြောင့်အကူအညီတောင်းဖို့7ကဒန်ကိုခေါ်ပေမဲ့ဒန်ကမိန်းမတယောက်ကိုနှိမ့်နယ်ပေးနေလို့ဆိုပြီးမကူညီနိုင်ကြောင်းစင်ကြေပေးနေတယ်7ရဲ့စပင်းတွေကြကြသွားတဲ့အချိန်မှာကပတန်ဂျက်က7ကိုတိနေတယ်လို့ပါပဲတကယ်တော့အတိတ်မှာကပတန်ဂျက်တယောက်စတန်နဲ့အယောင်းဝယ်လုပ်ဖို့အတော်လေးနီးစပ်ခဲ့ပေမဲ့လို့ကပတန်ဂျက်စီကဝယ်လက်တယောက်အသက်ခံလိုက်ရတယ်လေအဲ့ဒီနောက်မှာတော့7ကသူ့ကိုလှစ်လျူရှုထားခဲ့တာပေါ့ကပတန်ဂျက်က7ကိုတိုက်ခိုက်ပေမဲ့7ကအလွယ်လေးအနိုင်ယူသွားခဲ့တယ်ပညာမပြောက်ခင်က7တက်အခုလက်ရှိ7ကပိုအားနေနေလို့ကပတန်ဂျက်တယောက်သိကျင်စိတ်ပြင်းပြနေတယ်အဲ့ဒီနောက်ကပတန်ဂျက်က7ကိုတိုက်ခိုက်ပြီးလွန်ခဲ့တဲ့အချိန်ကြာကြီးကသူ့ကိုအနိုင်ယူခဲ့တဲ့လူနဲ့တူများမတူတော့ဘူးလားလို့တွေးနေတယ်နောက်ဆုံးတော့လေကပတန်ဂျက်က7ကိုကစားပွဲလေးလုပ်ဖို့ဖိတ်ခေါ်လိုက်တယ်လေ7သာသူ့ခြေထောက်ကိုရွှေ့နိုင်မယ်ဆိုရင်ဒီကျွန်းကိုကပတန်ဂျက်ကချမ်းသာပေးမယ်လေဗျ7တယောက်အသေးလဲကိုခေါင်းစားသွားတော့တာပေါ့ပြီးတော့ကပတန်ဂျက်အာယုံလွဲသွားအောင်ကြက်ဥတစ်လုံးနဲ့အီတာဂျီယာလို့អော်ပြီးပြစ်ပေါက်လိုက်တယ်လေသူကအဂျီယာကိုကြီးလိုက်ပြီး7ကသူ့ရဲ့ရုပ်ဆိုးဆိုးမျက်နှာရည်နဲ့ကပတန်ဂျက်ကိုအမြန်လန့်သွားစေတယ်လန့်
န့်သွားတာပေါ့ကပတင်ချက်ကခြေလမ်းရွှေ့လိုက်တယ်နောက်ဆုံးတော့လေကပတင်ချက်ကကျွန်းကိုမကျူးကျော်ခဲ့တယ်လို့ကျူးကျော်ဖို့ရည်ရွယ်ချက်လည်းမရှိဘူးလို့ဆိုတယ်သူတို့ကဒီတိုင်းဖြတ်သွားရုံတက်တက်ပါတဲ့အဲ့ဒါပြီးသွားတဲ့အခါ7ကသူ့ရဲ့လောက်ကျန်ရေးဝန်ဆောင်မှုကရတဲ့ပတ်စံနဲ့ဘိုးတော်ကန်းချေဆောင်တက်ဘောင်းမီတွေဝယ်လိုက်တယ်နောက်ထပ်မစ်ရှင်မှာတော့7နဲ့ဒန်ဘိုတို့ဝေလူကြီးပိုက်မိတော့တာပဲသူ့ကိုငှားတဲ့သူတွေကအမျိုးသမီးတထေးမကြီးလေဟာမစ်ရှင်ကသူ့ယောက်ျားကိုစောင့်ကြည့်ဖို့တက်တက်ပဲအဲ့ဒီယောက်ျားကတခြားမိန်းမတယောက်ကိုခေါ်လာတာမြင်ရင်ဟာမစ်ရှင်ကသူ့မယောက်ျားရဲ့ပစ္စည်းတွေကိုဖျက်ပစ်တော့မှာ7ကအုံသီးပုံစံဖန်ဆင်းပြီးစောင့်ကြည့်နေခဲ့တယ်ပြီးတော့ပြစ်မှတ်ဓပုံနဲ့တူတဲ့ထိပ်ပြောင်တထေးကြီးတခြားမိန်းမတယောက်နဲ့ရေပေါ်တဲလေးစီလမ်းလျှောက်သွားတာကိုမြင်လိုက်တယ်ဒါပေမဲ့သူလုံးဝမထင်ထားတာကထိပ်ပြောင်တထေးကြီးမှာဟီတာချွမ်းဆိုတဲ့တက်တော်ဆောင်တယောက်ငှားထားတာကိုပဲပထမဆုံးအကြိမ်အနေနဲ့7ကကနန်းတကောင်လိုရုပ်ဖြတ်ပြီးချက်ချင်းစူးစမ်းကြည့်တယ်အနောက်ကနေကတ်လိုက်သွားတာပေါ့ဒါပေမဲ့တက်တော်ဆောင်တွေကချက်ချင်းရိမ့်ပြီးသွားပြီ7ကိုကန်ထုတ်လိုက်တယ်7လည်းပင်လယ်နဲ့တန်းကျသွားတော့တာပဲဒုတိယအချိန်မှာတော့7ကဓာတ်ရိုက်ကြီးကိုဝင်လုံးတာဆရာဝန်တယောက်လိုရုပ်ဖြတ်ပြီးတရားအောက်ကနေရေကူးသွားခဲ့တယ်ဒါပေမဲ့တက်တော်ဆောင်ကချက်ချင်းတိသွားပြီးသူ့ကောင်းကြီးနဲ့တရားကိုရိုက်ချိုးပစ်လိုက်တယ်တက်တော်ဆောင်ကမေးတဲ့အခါမင်းကလောက်ကျန်တက်ဖြတ်သူလားလို့မေးလိုက်တယ်7လည်းချက်ချင်းပဲရင်းနေကြအောင်စောင့်လိုက်တော့တာပေါ့တက်တော်ဆောင်ကလည်းကစားစရာဘဲရုပ်လေးပုံစံဖြစ်နေတဲ့7ကိုချက်ချင်းကောက်ယူလိုက်တယ်တက်တော်ဆောင်က7ကိုချက်ချင်းညှစ်ပြီးနင်းချလိုက်တယ်လို့ကြိုက်တောင်ကြိုက်စားခံရမလို့ကံကောင်းတာက7ကဇွဲကောင်းကောင်းနဲ့လူပုံစံပြန်မပြောင်းပဲတောင်းခံထားလို့ပေါ့တက်တော်ဆောင်ကကစားစရာဘဲရုပ်လေးပဲထင်ပြီးပင်လယ်ထဲကန်ချလိုက်တယ်7ကရေပေါ်တဲလေးစီတန်းတန်းမတ်မတ်သွားခဲ့တယ်7ကသူ့ကိုတန်းတက်လို့ရပြီထင်နေတော့ဝေးလာငါးကြီးတစ်ကောင်ကသူ့ကိုဝင်စားသွားတယ်နောက်ဆုံးတော့7ကတက်တော်ဆောင်ကိုချဖို့ဆုံးဖြတ်လိုက်တယ်7ကချက်ချင်းပဲတိုက်ခိုက်မှုစတင်လိုက်တယ်ပင်လယ်ထဲကျသွားတဲ့ကက်ကြီးကိုအခွင့်ကောင်းယူပြီးတော့ပေါ့ဒါပေမဲ့ကက်ကြီးကြီးထွက်လာတဲ့အချိန်လေးမှာလေအဲ့ဒီကက်ကြီးကြီးကိုဝေလာငါးမျိုးချသွားပြန်ရော7ရဲ့တိုက်ခိုက်ဖို့ကြိုးစားမှုတွေတောက်တလွဲဖြစ်သွားလို့တက်တော်ဆောင်ကချက်ချင်းပဲသူ့လက်နက်ကိုထုတ်လိုက်တယ်တနက်တလက်ပေါ့7ကကြောက်လန့်သွားတာကြောင့်သူကတက်တော်ဆောင်ကိုယောက်ျားပြီးဟောလိဝုဒ်တိုက်ခိုက်ရေးစတိုင်လက်ဝဲထိုးဖို့စိန်ခေါ်လိုက်တယ်တက်တော်ဆောင်ကလည်းသဘောတူလိုက်တယ်7ကခိုးကြောင်ခိုးဝက်ချက်ချင်းဝင်တိုက်လိုက်ပေမဲ့တက်တော်ဆောင်ကသူ့ရဲ့ဖြက်စီးလို့မရတဲ့အပြိုစင်ကာကွယ်ရေးကိုအမြန်ထုတ်သုံးလိုက်တယ်အားပြင်းလွန်းလို့7ရဲ့လက်တွေချက်ချင်းအကွဲသွားတယ်ပြီးတော့တက်တော်ဆောင်ရဲ့ပြန်လဲတိုက်ခိုက်တာခံလိုက်ရတယ်7ခင်ဗျာလဲကြမလို့တောင်ဖြစ်သွားတယ်7ရဲ့တလုံးပြီးတလုံးထိုးနှက်ချက်တွေကိုတက်တော်ဆောင်တွေကပြန်လဲကာကွယ်လိုက်တယ်7ခင်ဗျာညကနေမနက်ကနေညပြန်ဖြစ်သွားတဲ့အထိချနေရတယ်ထိပ်ပြောင်တထေးကြီးကတခြားမိမနဲ့ကိစ္စပြီးသွားလို့ပြန်ဖို့တက်တော်ဆောင်တွေကိုလန့်ခေါ်လိုက်တယ်ဒါက7အတွက်နောက်ဆုံးအခွင့်အရေးဖြစ်နိုင်တာကြောင့်7ကတက်တော်ဆောင်ကိုလှည့်စားဖို့ကြိုးစားပြီးထိပ်ပြောင်တထေးကြီးကိုချက်ချင်းဝင်တိုက်ခိုက်လိုက်တယ်မရောက်ခင်လေးမှာတင်7ကတက်တော်ဆောင်ရဲ့နာမည်ကြီးတိုက်ကွက်နဲ့ချက်ချင်းချုပ်ခံလိုက်ရတယ်ရွှေလိုမာကြောတဲ့9ရက်ချုပ်ကွက်ကြီးပေါ့7ကတက်တော်ဆောင်ရဲ့အချုပ်ကနေလွတ်ဖို့အချိန်ချင်းစူးစမ်းခဲ့ပေမဲ့အခုထိရုံးမထွက်နိုင်သေးဘူး7နေ့စဉ်ဘဝမှာတွာလာလှုပ်ရှားနေတဲ့အချိန်ထိချုပ်ခံထားရတော့မယ်အဆောင်တွေချုပ်ထားတဲ့7ကိုတတ်ဖို့7ရောက်လာခဲ့တယ်13ကချက်ချင်းပဲ7ကိုဝင်တိုက်ခိုက်လိုက်တယ်7ကလှည့်လိုက်တယ်အထိခံလိုက်ရတာကတက်တော်ဆောင်ကြီးဖြစ်နေတယ်ဖြက်စီးလို့မရတဲ့အပြိုစင်တက်တော်ဆောင်ကြီးကြောင့်13ရဲ့ဓာတ်တောင်ကျိုးသွားခဲ့13ကအရက်မျက်နှာပေါင်းစုံကနေရှူရီကန်တွေအများကြီးချက်ချင်းပစ်လွှတ်လိုက်တယ်7ကတက်တော်ဆောင်ကိုဒိုင်းအဖြစ်သုံးဖို့ချက်ချင်းပဲပတ်ပြေးတော့တာပေါ့တက်တော်ဆောင်ကြီးကတွယ်ဝိုက်ပြီး7ကိုကာကွယ်ပေးလိုက်တယ်လို့ဖြစ်သွားလို့13လည်းအခုချိန်7ကိုတက်လို့မရနိုင်ဘူးလို့ခံစားမိပြီးချက်ချင်းလစ်ပြေးတော့တယ်နာမည်နဲ့လိုက်ဖက်အောင်တက်တော်ဆောင်က7ကိုရွှေလိုမာကြောတဲ့9ရက်ချုပ်ကွက်နဲ့9ရက်တိတိချုပ်ထားလိုက်တယ်7နဲ့တက်တော်ဆောင်တွေစကားစမြည်ပြောနေကြတော့ရုတ်တရက်အဝေးကနေဒုံးကြီးတစ်ခု7စီဥတီလာတာကိုမြင်လိုက်ရတယ်ဒါနဲ့7လည်းကန်းကြီးစီချက်ချင်းပြေးသွားတော့တယ်တက်တော်ဆောင်တွေကကန်းကြီးမှာလူတွေအများကြီးရှိနေတာကိုမြင်လိုက်တယ်ဒါကစတုထမြောက်နေဖြစ်နေသေးပေမဲ့လို့ပေါ့တက်တော်ဆောင်ကလူအများကြီးကိုကာကွယ်ဖို့သူ့ရဲ့တိုက်ကွက်တွေကိုစတေးပြီးဒုံးကြီးအပြစ်ခံလိုက်တယ်ဒုံးကြီးကြီးကအကျယ်ကြီးပေါက်ကွဲသွားခဲ့တယ်တက်တော်ဆောင်ကြီးတော့ပြာကျပြီးတေသွားလောက်ပြီလို့ယူဆရတယ်ဒါပေမဲ့အဲ့ဒီတန်မာတဲ့တက်တော်ဆောင်ကြီးမှာမာကျောတဲ့ခန္ဓာကိုယ်လည်းရှိနေတယ်လေရှစ်ဖက်ကပင်လယ်ထဲနစ်သွားတဲ့တက်တော်ဆောင်ကိုတိုက်ရိုက်သွားခဲ့တယ်အဲ့ဒီနေ့မှာတက်တော်ဆောင်အစား7ကိုကယ်ဖို့ရှစ်ဖက်ကိုပြောခဲ့တာဖြစ်နေတယ်အဝေးတနေရာပင်လယ်အောက်ကနေ stand ship ကြီးပေါ်လာတယ်ရောက်လာတဲ့သူက Prince of Stan ဖြစ်နေတယ်လေ Prince of Stan ကမျက်နှာကိုစကင်ဖတ်နေတဲ့အချိန်မှာအဲ့ဒီမျက်နှာစကင်နာ7ဟာတတိထားရမယ်လောက်ကျန်တက်ဖြတ်သူတယောက်လို့အတိအမှတ်ပြုသွားတယ် Prince of Stan ကလေဆာရန်နဲ့7ကိုချက်ချင်းတိုက်ခိုက်လိုက်တယ်7ကရှောင်းတိန်နိုင်ခဲ့ပြီးကက်ကြီးကို3ကချက်ချင်းပြန်လည်တိုက်ခိုက်ခဲ့တယ်လေဆာဓာတ်နဲ့ခုတ်လိုက်တော့ကက်ကြီးလေးကအလွယ်တကူပဲပျက်စီးသွားတယ်လေဆာဓာတ်ကြီးရှေ့ထွက်လာပြီးစက္ကန့်ပိုင်းအတွင်း7ကသူ့အတိတ်ကိုတတိယသွားကကန်ကောင်းထောက်မစွာနဲ့ရှစ်ဖက်ရဲ့ကယ်တင်မှုကိုရလိုက်တယ် Prince of Stan မှာတိုက်ခိုက်ရေးစက်ရုပ်လို့ခေါ်တဲ့အထူးစက်ကရိယာရှိတယ် Prince of Stan ကသူ့ရဲ့ mission ကိုအရင်ဆုံးအကောင့်ထဲပေါ်ဖို့အာရုံစိုက်လိုက်တယ်ဂျွန်းအောင်မှာရှိတဲ့ရှားပါစွမ်းအင်ကြောက်တုံးကိုယူဖို့ပဲလေအဲ့ဒီရှားပါစွမ်းအင်ကြောက်တုံးကိုသာယူသွားရင်ဒီကျွန်းကြီးနစ်မြုပ်သွားတော့မှာပေါ့ Prince of Stan ကကျွန်းသူကျွန်းသားတွေကိုအသက်ရှင်ခြင်းကျွန်းပေါ်ကထွက်သွားကြဖို့အကြံပေးလိုက်တယ်ဒေးဘိုကရှစ်ဖက်နဲ့အတူထွက်ပြေးသွားတယ်တက်တော်ဆောင်ရဲ့ပြီးတော့7ရဲ့ပေါ့ဒေးဘိုက Stan နဲ့မချဖို့7ကိုသတိပေးလိုက်တယ်ဒေးဘိုကကြီးမားတဲ့အင်အားစုကြီး3ခုရှိရဲဆိုတာကို7ကိုဆက်ရှင်းပြနေသေးတယ်အားပြနဲ့ကွန်ဖူးပညာတွေရှိတဲ့ဆွမ်ဝူရဲ့ရှိတဲ့ Stan ရဲ့ပြီးတော့တာမန်အရက်သားတွေရဲ့ပေါ့တိုင်းပညာကိုယုံကြည်တဲ့ဆွမ်ဝူနဲ့နီးပညာကန်တို့လေသူတို့ကဘယ်ကွန်ဖူးနဲ့ဘယ်နီးပညာအစွမ်းအထက်ဆုံးလဲဆိုတာတက်တည်ပြဖို့အတွက်ဆယ်စုနှစ်ပေါင်းများစွာစစ်ခင်းနေခဲ့ကြတာကျွန်းသူကျွန်းသားကလည်းအရှုံးမပေးကြဘူးသူတို့က South Stan ကတော့ Prince of Stan က Mio Kitty ရဲ့ခြေသေးတွေကိုဖျက်ပစ်လိုက်တယ် Prince of Stan ကအပိသက်တိုက်ခိုက်မှုလုပ်ချင်နေတဲ့အချိန်မှာ
Mad Bug က Mio Kitty ကိုကယ်ဖို့ရောက်လာခဲ့တယ် Prince of Stan ကတိုက်ခိုက်ရေးစက်ရုပ်ကိုသုံးပြီး Mad Bug ရဲ့ guitar တိုက်ကွက်တွေအားလုံးကိုအလွယ်တကူပဲပြန် Prince of Stan က Mio Kitty နဲ့ Mad Bug တို့ကိုလေဆာချဖို့သုံးပြီးအနိုင်ကျင့်နေတာကမ်းခြေဆောင်တက်က Uncle Cha Mio Kitty နဲ့ Mad Bug တို့ကိုကူညီဖို့ချက်ချင်းရောက်လာတယ် Uncle Cha ကတနက်သုံးပြီး Prince of Stan ကိုပြစ်လိုက်တယ် Crowley က Prince of Stan ရဲ့လေဆာဒိုင်းနဲ့လေဆာတနက်ကိုသုံးပြီးခုခံကာကွယ်လိုက်တယ် Prince of Stan က Mio Kitty နဲ့ Mad Bug တို့ကိုတတ်ချင်တဲ့အချိန်ကိုလာက Prince of Stan အရှိကိုချက်ချင်းရောက်လာတယ်ကိုလာက Prince of Stan ကိုစကားပြောဖို့ခေါ်လိုက်ပြီးတိုက်ခိုက်ရေးစက်ရုပ်ကကိုလာကိုအန်ရယ်မရှိဘူးစကင်ဖက်မိသွားတာကြောင့် Prince of Stan လည်းတတိပါတယ်ကိုလာကPrince of Stan ကိုချက်ချင်းပဲနမ်းလိုက်တော့တာပေါ့ကိုလာရဲ့မွေးရပါစွမ်းရည်နဲ့ကိုလာကောင်လေးဖြစ်သွားတယ်ဒါပေမဲ့အဲ့အရာတွေအားလုံးက Prince of Stan အတွက်တော့အလုံးမဖြစ်ပုံပဲကိုလာကို Prince of Stan ကချက်ချပစ်လိုက်တယ် Prince of Stan ကချက်ချင်းရောက်လာပြီး Prince of Stan ကိုဝင်တိုက်ခိုက်လိုက်တယ်အရန်ကိုအထောင်တိန်သွား Prince of Stan ကလေစာတန်းကိုချက်ချင်းထုတ်လိုက်တယ်ချယ်ရန်ဇန်ရဲ့တားဆီးတာကိုခံလိုက်ရပြီးရှားပါစွမ်းရည်ကြောက်တုံးယူနေတဲ့စက်ရုပ်စီဥတီသွားတယ်စက်ရုပ်ကွဲသွားတာပေါ့ Prince of Stan လည်းဒေါသထွက်ပြီး Chairman Zhang စီကိုပြစ်မှတ်နောက်လိုက်ဒုံးကြီးတစ်စင်ချက်ချင်းပစ်လွတ်လိုက်တယ် Chairman Zhang ကပြစ်ပြိုသုံးပြီး Prince of Stan နဲ့အတူလုပ်နေတဲ့အချိန်မှာ Prince of Stan ကအစင်းမြင့်ကာကွယ်ရေးတိုင်းကိုဖွင့်လိုက်တယ် Chicken Island ကိုကာကွယ်ဖို့တတ်တော်ဆောင်ကသူ့ကိုပတ်စံပေးထားလို့ Seven က Chairman Zhang ကိုကယ်ဖို့ချက်ချင်းရောက်လာခဲ့တယ်ဒါဘိုးကယ်ထားတဲ့လောက်ကျန်ရေးဓာတ်နဲ့ Seven ကဝင်ချတော့တာပဲအရင်ကလွန်ခဲ့တဲ့2နှစ်ခန့်ကကမ်းခြေမှာတေလူမျောပါဖြစ်နေတဲ့7ကိုတွေ့ခဲ့တယ်လို့လည်းဒိုင်ဘိုကထပ်ပြောသေးတယ်။ဒိုင်ဘိုက7ကို Miracle Doctor စီခေါ်သွားပြီးကုသပေးခဲ့တယ်။အဲဒါကြောင့်ပဲဒိုင်ဘိုက Miracle Doctor ကိုဆေးဖို့တွေအများကြီးကျွေးတင်သွားတာ။7နဲ့ Prince of Stan တို့ကြားအလွန်ပြင်းဓာတ်တိုက်ပွဲကြီး7ရဲ့လောက်ကျန်ရေးဓာကြီးတွေ့သွားခဲ့တယ် Prince of Stan က7ကိုချက်ချင်းဝင်တိုက်ခိုက်လိုက်တယ်။13က7ကိုရောက်လာတယ် Prince of Stan ရဲ့ခေါင်းကိုသာဖြတ်နိုင်ရင်စုချင်းဝင်ရဖို့ Prince of Stan က7ကိုကူညီပေးခဲ့တယ်7ကကောင်းကင်ကိုချက်ချင်းလက်ညှိုးထိုးပြလိုက်တယ်။ပြန်တန်းနေတဲ့ကြက်တကောင်ရှိနေတယ်လေပေါ်လာတော့ Shite Face ပါပဲ။ရှိုင်ဖေးကအချိန်ပြင်းပြင်းနဲ့ Prince of Stan ကိုဝင်တိုက်ခိုက်လိုက်တယ် Prince of Stan ကအဆင့်30ကာကွယ်ရေးတိုင်းကိုချက်ချင်းရှိုင်ဖေး7ရဲ့ပြီးတော့13တို့က Prince of Stan ကိုတပြိုင်နက်တည်းဝင်တိုက်ကြတယ်နောက်ဆုံးတော့ Prince of Stan ကသူ့ရဲ့အပြင်စာတိုက်ကွက်ကိုထုတ်လိုက်တော့တယ်တိုက်ခိုက်ရေးစနစ်အပြည့်အဝဖွင့်လိုက်ပြီလေ Prince of Stan ကမြေအောက်ကနေလေဆာတန်းချက်ချင်းထုတ်ပြီးတိုက်ခိုက်လိုက်တယ်13မှာရှိုင်ဖေးကြီးကလည်းပြန်တက်တဲ့ကြက်ပုံစံပြန်ပြောင်းသွားတယ်လေ7မဲ့13နှစ်ယောက်ပေါင်းမှပဲ Prince of Stan နိုင်ယူနိုင် Prince of Stan ကလေဆာတန်းကြီးနဲ့ထပ်ပစ်ပြန်အောင်13ကလည်းမက်မွန်ပန်ကာကွယ်ရေးပညာနဲ့ခိုက်တယ်ဒါပေမဲ့ Prince of Stan ကခရမ်းရောင်လေဆာတန်းကြီးနဲ့ထပ်တွေ့ပြန်တယ်တော့လေ7က13ကိုဝင်ကယ်ရတာပေါ့7ဟာတရွက်၄အောင်ဆောင်ပြီး Prince of Stan နောက်သွားတယ် Prince of Stan ကြီးတတိလက်လွတ်ဖြစ်နေတော့တက်တော်ဆောင်စီကတင်ထားတဲ့ချုပ်ကွက်နဲ့7ကဖမ်းချုပ်ခံထားရတဲ့ Prince of Stan ကို13ကချက်ချင်းဝင်တယ်အဲ့ဒါတော့ Prince of Stan က13ကိုအချိန်ရက်တက်နဲ့စွန့်နိုင်သေးတယ် Prince of Stan ကြီးကိုအသေးလဲဖမ်းချုပ်ထားရင်းနဲ့ကျိုးပဲ့နေတဲ့ကက်ကြီးကိုပေါင်းစည်းဖို့7ကနေစုဆောင်ပြီး Prince of Stan စီတန်းကျလိုက်တယ်ကက်ကြီးကြီးက Prince of Stan ရော7ကိုယ်တိုင်ကိုပါပဲဒါတော့ Prince of Stan ကြီးမသေးသေးပဲ7ကိုတတ်ဖို့ကြိုးစားနေတော့မယ်ဒီအချိန်မှာဒီဘိုက7ကိုကူညီဒါပေမဲ့ Prince of Stan ရဲ့လေးစားမှန်မှကြောက်လို့ဒီဘိုကြီးလစ်ပြေသွားပါလေရောကံကြမ္မာကပဲ7ကိုကယ်တင်ဖို့ဖန်လာသလားမသိပါဘူး7တယောက်မေမျောနေတော့မှကသူ့ရဲ့အတိတ်ကမှတ်ညံဟောင်းနေပြန်ပေါ်လာတယ်7ကာဝယ်ပေးခြင်းခဲ့တဲ့ main ကလေးကသူ့ကိုတစ္ဆာဖောက်သွားခဲ့တာပါအဲ့ဒီတော့က7ဟာတရားကိုချိုးဖျက်ပြီးကြက်ကျွန်းပေါ်မျောပါလာခဲ့တာလေဒဏ်ရာရနေတဲ့ Prince of Stan ကိုဒီဘိုနဲ့13တို့မနိုင်ခဲ့ကြပါဘူးအတိတ်ကလောက်ကျန်တက်ဖြတ်သူရဲ့စွမ်းအားတွေနဲ့7နဲ့နိုးထလာတယ် Prince of Stan ကလေဆာတန်းနဲ့ချက်ချင်းပစ်ခတ်ပေမဲ့ဘာမှမဖြစ်သွားဘူးဒီတော့မှ Prince of Stan ကြီးလန့်ဖြတ်သွားတော့တယ်7ဟာကျိုးပဲ့နေတဲ့လောက်ကျန်သူဓာကြီးကိုချက်ချင်းကောက်ကန်လိုက်တယ်ဓာကြီးကပုံပြက်နေရကနေအကောင်းပကတိပြန်ဖြစ်သွားတာအမေပြီးတာနဲ့ Prince of Stan စီကိုခုတ်တော့တာပဲ Prince of Stan ကြီးလည်းအဆင့်20စွမ်းရင်ဒိုင်းကကြီးဖွင့်ချလိုက်တယ်ဟိုချိုးပဲ့ဓာကြီးက Prince of Stan ရဲ့အဆင့်20ဒိုင်းကဖောက်ဝင်သွားနိုင်တယ်7က Prince of Stan ရဲ့လက်ကိုတိကနေဖြတ်ချလိုက်တာလေ Prince of Stan မှာနောက်ထပ်လျှို့ဝှက်လက်နက်ကြံနေသေးတယ်စိတ်ထတင်လိုက်ပြီး Prince of Stan ကြီးစက်ရုပ်ထဲဝင်သွားတယ်7ရဲ့ဓာကြီးကရှီထွက်လာပြီးစက်ရုပ်ကြီးကိုချက်ချင်းခွဲချလိုက်တယ်စက်ရုပ်ကြီးပေါက်ကွဲသွားပြီး Prince of Stan လည်းလွင့်စင်သွားတော့တယ်တိုက်ပြီးသွားတဲ့နောက်မှာတော့7ကိုချက်ချင်းခွဲစိတ်ကူတာပြလိုက်ရတယ်ချက်ကျွန်းကရွာသားတွေလည်းတကားဝမှာစိုးရင်တကြီးစောင့်နေကြတယ်ဘာပဲဖြစ်ဖြစ်7ရဲ့မှတ်ညံပြန်မလာသေးဘူးဗျဒါဟာ7ဇလန်ရဲ့အစပဲရှယ်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ် channel လေးကို subscribe လုပ်ဖို့မမေ့ကြနဲ့အောင်နော် like လေးပေးပြီး